သားရည်တင်ရင်ပြီးတော့ဝတ်ချံမှရွေးကင်းစင်ပြီးအရွယ်တင်နုပြိုခြင်းရင်ဘလို့စားစာမျိုးတွေကိုရွေးချယ်စားသုံးတင်လဲနံပါတ်1အသီးအနှံတွေ blueberry strawberry တို့လို berry သီးတွေကအသားရည်ကိုအိုမင်းရွရော်မှုဖြစ်စေတဲ့အရာတွေကိုကုညီဖယ်ရှားပေးပါတယ်။ပုံလောင်းအနေနဲ့ကစုံတို့မှာပါဝင်တဲ့ beta carotene ကအသားအရောင် skin tone နဲ့သားရည်အတွင်းပြင် skin texture တို့ကိုထိန်းညှိပေးပါတယ်။ဟင်းနုနွယ်၊ကိုက်လန်၊ဘရိုကိုလီတို့လိုအရွက်တွေကဗီတာမင်စီကျွယ်ဝစွာပါဝင်တဲ့အတွက်အရေးပြားကိုနီရောင်ကြီးဖုံမုံအစရှိတဲ့ပြင်ပအနေတွေကြောင့်ဖြစ်တဲ့အရာတွေကနေကာကွယ်ပေးပြီးတော့စားအုပ်တွေကိုကုညီဖယ်ရှားပေးတဲ့အတွက်တင်တိတ်တွေဝက်ချက်အမာရွတ်တွေမဲဆက်တွေကိုလျှော့ချပေးနိုင်ပါတယ်။ဖျဲသီး၊သခွားသီး၊နနက်သီး၊တမောသီးတို့လိုအရေးချွမ်းတဲ့အသီးတွေကအသားရည်အဆိုဓာတ်ကိုထိမ့်သိမ့်ပေးပါတယ်။နံပါတ်2ကျန်းမာရေးနဲ့ညီညွတ်သောအဆီများထောပတ်သီးမှာပါဝင်တဲ့အဆီတီယိုစိတ်နဲ့တကြားသီးတို့မှာပါဝင်တဲ့အဆီတွေနဲ့ဆာမန်၊ဆယ်ရင်းငါးတွေမှာပါဝင်တဲ့ omega 3အဆီတွေကမျက်နှာပေါ်ကရောင်ရဲမှုတွေအသားရည်ခြောက်သွေးမှုတွေကိုကာကွယ်ပေးပြီးတော့အသားရည်အဆိုဓာတ်ကိုထိမ့်သိမ့်ပေးပါတယ်။နံပါတ်3အချင်းဖောက်ထားသောစားစရာများထိန်ချင်း၊နှုတ်ချင်း၊ကင်ချီနဲ့ချင်းပတ်တို့လိုအချင်းပေါက်ထားတဲ့စားစရာတွေကအစာရည်နဲ့ဥလန်းချောင်းအတွက်ကောင်းစေတဲ့အပြင်မျက်နှာပေါ်ကအရေးအကြောင်းတွေဝက်ချံတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် food classroom base တွေကို like confirm လုပ်ထားကြအောင်နော်။